ဆိုတော့ခုပြပြမဲ့ဟာကြတော့ကျွန်တော်တို့ Microsoft Word ပါမလို့ Microsoft Word မှာကျွန်တော်တို့ကဒီစာရွက်တွေကိုအတိခေါ်နေတဲ့ဒီစာရွက်ကိုမလို့ရှင်တဲ့စာရွက်တွေကိုဖြည့်နေကျွန်တော်ပြပြတော့မှာပထမဦးဆုံးကျွန်တော်တို့က Microsoft Word ဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ဒီမှာစာရွက်တွေခေါ်လိုက်မယ်အလွယ်တကူကဘယ်လိုတွားလဲဆိုတော့ကျွန်တော်တို့ကဒီမှာ blank page စာရွက်တွေခေါ်ရှင် blank page နေလိုက်လို့ရှိရင်ဒီစာရွက်ကခေါ်လို့ရတော့ကျွန်တော်တို့က shortcut နဲ့တွားမယ်ဆိုရင်ဒီမှာအောက်မှာစာရွက်တွေပဲရှိပဲ1 of 2စာရွက်တွေပဲရှိမယ် shortcut တွားမှာဆို control enter ကိုနှိပ်ပေးရမှာ control enter ဖြည့်ပြီး enter ကိုဒီလိုခောက်သွားလိုက်လို့ရှိရင်စာရွက်တွေအတစ်တူနေဖို့ကွာဒီမှာ page 7 of 7စာရွက်9ရက်ရှိတယ်အဲ့တော့ကျွန်တော်တို့ကစာရွက်နံပါတ်2ကိုတွားချင်တယ်ဆိုဒီလို scroll နဲ့ရွှေ့ချမလို့ကျွန်တော်တို့က keyboard ပေါ်ကနေ control G ကိုနှိပ်လိုက်မယ်ဒီလိုပေါ်လာပြီးဆိုဒီမှာ go to ထဲတွားမယ် menu ထဲကနေ go to ထဲတွားမယ်တွားပြီးဒီမှာစာရွက်နံပါတ်2ကိုတွားမယ်ဆိုရင်နှိပ်လို့ရိုက်လိုက်မယ်ပြီးလို့ရှိရင် go to ဆိုရင်စာရွက်နံပါတ်2ရောက်သွားဒီမှာ2 of 7စာရွက်2ရောက်သွားဒီစာရွက်ကိုဖျက်ချင်တယ်ဆိုကျွန်တော်တို့က keyboard ပေါ်ကနေ delete နဲ့နှိပ်လိုက်လို့ရှိရင်ဒီမှာတရွက်ဖြတ်သွားပြီဒီမှာက2 of 6စာရွက်တွေပျောက်သွားတယ် delete နဲ့ဖြတ်လဲရတယ်ကျွန်တော်တို့က delete နဲ့ဖြတ်လဲရတယ်ဒီမှာ2 of 5အများအပြား delete နဲ့ဖြတ်တာပေါ့ကွာ delete နဲ့ဖြတ်လို့မရကျွန်တော်တို့က backspace နဲ့ဒီ backspace keyboard ပေါ်ကနေ backspace နဲ့ဖြတ်ရတာပြပါတယ် backspace နှိပ်လိုက်လို့ရှိရင်စာရွက်တွေဖြတ်ပြီးသားဖြစ်သွားတယ် backspace ဒါမှမဟုတ် delete နဲ့ဖြတ်အများအပြား delete နဲ့ဖြတ်အများတယ်ကျွန်တော်တို့စာရွက်တိုးနည်းနဲ့စာရွက်ပြန်စာရွက်တိုးပြီးလို့ရှိရင်စာရွက်ဖြတ်မဖြတ်နည်းပေါ့ကွာ shortcut နဲ့တွားတာပေါ့ကွာ